ပေါက်စီလုံနီးလေးကိုအရန်ပဲမေးကြလို့လောရလွယ်ကူပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ပေါက်စီလုံနီးလေးကိုမြောက်ပေးလိုက်ပါတယ်။အရင်ဆုံးဂျုံမုံ900 gram ကိုထည့်ပေးပြီးတစိ5 gram နဲ့တခြား15 gram ကိုထည့်ပေးလိုက်ပါမယ်။ပေါက်စီကိုအယောင်လောက်အောင်နဲ့အနံ့မွေးအောင်လို့ဝက်စီလေးထည့်ပေးပြီးသွားရင်တော့ရေနည်းနည်းနွေးရလေး380 gram ထည့်ပေးပြီးတော့နှံ့သွားအောင်မွေးထားပေးလိုက်ပါမယ်။တူလေးနဲ့မွေးပြီးလို့ဒီလိုပုံစံဖြစ်လာပြီဆိုရင်တော့ဂျုံအသားတက်လာအောင်လို့အဖုံးလေးပိတ်ပြီးတော့တနားရီလောက်နှက်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ဝက်သားလေးတွေကိုကြေသွားအောင်လို့ကြိတ်ထားပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့အသားတစ်ဝက်ကိုကြော်ထားပေးလိုက်ပါမယ်။ကြော်နေတော့စီလေးနည်းနည်းထွက်လာပြီဆိုရင်တော့မွေးလာအောင်လို့ချင်းကျက်သွန်မိတ်ကိုထည့်ပြီးတော့ထပ်ကြော်ပေးလိုက်ပါ။အနံ့လေးမွေးလာပြီဆိုရင်တော့ပဲငတ်ပြားရဲ့အကြီးပဲငတ်ပြားရဲ့အနောက်ခရုစီတရုတ်မဆလာငရုတ်ကောင်းမုံချက်သားမုံထည့်ပြီးတော့နှံ့သွားအောင်တေချာလေးမွေးပြီးတော့ကြော်ထားပေးလိုက်ပါမယ်။ရသွားပြီဆိုရင်တော့ခုနကကြံသေးတဲ့အသားတစ်ဝက်ထက်ကိုလောင်းထည့်ပေးပြီးချက်သွန်မိတ်လေးထပ်ထည့်ပေးပြီးသွားရင်တော့တူလေးနဲ့နှံ့သွားအောင်တေချာလေးမွေးထားပေးလိုက်ပါမယ်။ပြီးရင်တော့ရေခဲတက်တာထဲမှာထည့်ပေးပြီးအေးခံထားပေးလိုက်ပါမယ်။ခုနကနှက်ထားတဲ့ဂျုံသားလေးတွေရလာပြီဆိုရင်တော့တူလေးနဲ့နောက်ထပ်ထပ်မွေးပေးလိုက်ပါမယ်။ပြီးရင်တော့လက်မကတ်အောင်လို့နောက်ထပ်ဂျုံမုံ100 gram ကိုထပ်ထည့်ပေးလိုက်ပါမယ်။ဒီလိုမျိုးအတုံးလေးတွေဖြစ်အောင်လေးပေးပြီးသွားရင်တော့အသားထည့်ပေးပြီးအဆင်ပြေသလိုလေးပိတ်ထားပေးလိုက်ပါမယ်။နောက်ဆုံးပေါင်းဝိုးထဲမှာ15မိနစ်လောက်ပေါင်းပေးပြီးသွားရင်တော့မီးပိတ်ပြီး5မိနစ်လောက်ထပ်နှံထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့ဒီလိုမျိုးလောရလွယ်ကူပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ပေါက်စီကြီးတွေရပါပြီနော်။စားလို့ရန်ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်။